ဒီညီလေးကဟိုတစ်ခေါက်ကစောင်ချုံပြီးမောင်းနေတဲ့ညီလေးပါဒီတစ်ခေါက်ကျစောင်လည်းမချုံတော့ဘူးဘာလည်းမသိဘူးနည်းနည်းတော့သွားကြည့်အောင်မရမှာအနေထားကဘာညာရွှေရှောင်းလုံးဝလုံနေဟမ်တကယ်လုံနေတဲ့အတိုင်းပဲနော်ကိုညီလေးအမေဟိုတစ်ခေါက်ကစောင်ချုံပြီးတော့မောင်းနေတဲ့တယောက်မလားယူဖိုက်ပဲတဲ့ဆက်ကိုဟုတ်တယ်ဗျာကျွန်တော်ဆောင်းချုံပြီးမောင်းခဲ့ဘူးဆောင်းချုံပြီးမောင်းနေတာအမေဒီတစ်ခေါက်ကစောင်လည်းမပါတော့ဘူးဘာဖြစ်လို့လဲကိုကြီးကဒါကန်လို့ပြီလေတဘာဝအဲကွန်းမှန်လည်းမပါဘူးဟာရောက်ညီလေးကိုကြီးကဒါတဘာဝအဲကွန်းလေမှန်ပါတယ်ဖြစ်နေတာမပါဘူးလားဒါမှန်မပါဘူးလားဒါမှန်မပါဘူးဒါကွာမင်းတို့အဲ့ဆိုဘယ်နှမျိုးတောင်ရှိတာတော့ဒီမှာဒါရီကရုံးဒီအဲကွန်းပါတဲ့ဟာရှိရယ်ရိုးရိုးဒီလိုမျိုးတိုက်နေဟာရှိရယ်ရိုးရိုးလည်းရှိတာလားရိုးရိုးလည်းရှိရယ်ဗျာအဲကွန်းနဲ့လည်းရတယ်အဲ့ဒါမင်းအခုကွာမင်းအရင်တစ်ခေါက်ကတော့မင်းအဲကွန်းကောင်းတဲ့ဖိုင်ရဆိုတော့ဒီတစ်ခေါက်ကမင်းအဲကွန်းမပါဘူးဆိုတော့မင်းဥနေမလားဘယ်လိုလဲအဲကွန်းကတစ်ခုပဲရတာဗျာကိုဒါနှစ်မျိုးသုံးလို့ရတယ်နှစ်မျိုးသုံးလို့ရတယ်ဘယ်လိုမျိုးလဲညီလေးဘယ်လိုမျိုးလဲလုံးဝဒါတဘာဝဘယ်လိုမျိုးလေးတက်ကိုခံစားလို့ရတယ်နောက်တစ်ခုကဒီမျိုးပေါ့နော်လှုပ်နေတဲ့အချိန်မှာမိုးရတယ်ဆိုလို့ရှိရင်ကျွန်တော်ကရေကိုအပြင်ကိုထွက်ပြီးတော့ချိုးကြမှာလို့ဟုတ်လားဒီမှာတခါလေဒီကနေမောင်းနေလေရမယ်ရေလဲရမယ်အဲ့မှာမှကျွန်တော်ကလက်ဆောင်ထည့်ထားပြီးတာဒီမှာဂျပန်ကနေလာတဲ့ဆက်ပြဘူးဟာ original ပါသေးတယ်မင်းဟုတ်လိုက်လားဆက်ပြတိုက်ပြီးတော့ချိုးလို့ရတယ်ကိုမင်းဟုတ်လိုက်လားခိုင်းဒီမှာကျွန်တော်ဒီမှာဆက်ပြဘူးထားဖို့ရအတွက်ဒီမှာနေရာလေးတောင်ပါသေးတယ်မင်းတဲမိုက်တကူလုံး